ပြန်ကြပို့တော့ Hello အားလုံးပဲမင်္ဂလာပါအခုဆူသွားမယ့်နေရာကတော့မြန်မာတွေအများကြီးရှိပြီးတော့မြန်မာစားစာတွေပဲရောင်းတဲ့ဘန်ကပီစီကိုတောင်းမှာဖြစ်ပါတယ်မြန်မာစားစာတွေကိုရမ်းကြက်ပြီးတော့မြန်မာစားခြင်းတွေဆိုတော့ကတော့ရအောင်ဆင်ပေးမယ့်နေရာလို့ထင်ပါတယ်အခုရောက်တာတန်းနည်းရဲ့ပဲရှိသေးတယ်မြန်မာစားစာကိုလည်းပါပဲရှင်ဒီနေရာလေးကဒါဘုံကျော်တရားတွေပေါ့နော်ဒီမှာဆိုလို့ရှိရင်မကူလေးရှိတယ်အခုမြင်နေရတဲ့နေရာတော့ဒါမောစန်တာကြီးပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီသူတို့နိုင်ငံမှာအဲ့လိုမျိုး shopping mall တွေအကြီးတွေအများကြီးရှိတာလည်းတွေ့ရပါတယ်အခုဆိုတော့ဘန်ကပီစီကိုဒီ mall တွေကနေပြီးတော့ဟိုဘက်ကိုဖြတ်သွားမှာဖြစ်ပါတယ်ဒီခေတ်ကြီးနော်အခုဒါဆိုလည်းသူတို့ဒါ promotion ပွဲလုပ်ဖို့လာမှာဒီဆိုတော့လည်းတည်းရောက်လာမှာလားလက်စင်တာတွေ့ရပါတော့ဒါကတော့ဆိုတာမှန်ကြည့်ပတ်ကြည့်ဘာမှလည်းမဟုတ်တဲ့ဒီနေ့မြင်သေးကြဒါတော့စုရဲ့ကင်မရာဖြစ်ပါတယ်အတက်ပေါ်ရကပါစုသွားလျာကိုအနောက်ကနေမင်းမညူတစ်ခေါက်လိုက်ရပြီးရဲစုရဲ့စကြဖြစ်ပါတယ်ခါရမစီပေးတယ်နော်အခုဒါကတော့အဲ့မော်ထဲမှာတွေ့ရတဲ့ကလေးစငှက်ကလေးဘာမှတည်လို့ရအောင်မိုက်တယ်အခုမမြင်ရတဲ့ချောင်းလေးရဲ့ဒါ water bed စီးရဲ့နေရာလေးပေါ့နော်အရန်ကိုမှလှပြီးရန်ကိုမှချစ်စရာအကောင်းပါတယ်နောက်တစ်ခုကအရန်တက်ရှင်းပြီးတော့လေအမိုက်တစ်ဆက်မရှိအောင်လည်းတွေ့ရအဲ့ဒါကအရန်မိုက်နေပြီနောက်နေ့ကျရင်ဆိုလဲလာစီအောင်မယ်ဒီ water bed ကလေးနော်ဘယ်ရောက်လဲတော့မသိသေးဘူးလို့ဆိုရတော့အခုကတော့ဘန်ကပီစီတို့တော့ရောက်ပြီပေါ့နော်ဆက်စတော့မြင်ရတာတော့မြန်မာအစားအစာနဲ့မြန်မာဆိုင်းဘုတ်တွေကိုတွေ့ရပါတယ်အရန်ကိုဝမ်းသာပါတယ်ကိုနေတဲ့ရန်ကုန်ရောက်သွားတယ်လို့ခံစားရပါတယ်နောက်ကလေစူးလို့လာတာနေ့လည်းပဲဖြစ်နေတဲ့အခါကျတော့ဆိုင်ငယ်နေရအများကြီးထွက်တာမတွေ့ရဘူးပေါ့နော်ဆိုတော့မြန်မာဆိုင်ရှိရဲ့တမင်းဆိုင်ကိုတွားပြီးတော့တောင်းမှဖြစ်ပါတယ်လက်ခဲ့ပါအောင်ရှင်ဒါဟိုဘက်ဒီဘက်ကူရတဲ့တကားလေးဆိုတော့အောင်ပြီးကြည့်နေဘယ်လိုလုပ်ထားလဲပေါ့ဒီတကားကဲတောက်လိုက်ပါဦးရှင်ဒါတော့မြန်မာကြီးပဲနေတဲ့နေရာတဲ့ပတ်ပတ်လေးတဲ့အခုဒီလမ်းလေးကလည်းရှိလေးနဲ့တို့မသိလို့ရှိပါလို့တောင်မွေးတို့ကြောင်မြောင်းတို့အဲ့ဘက်တွေကိုရှောက်သွားတယ်လို့ခံစားရတယ်ဒီမှာဆိုလဲရေးထားတာပါနော်ကွန်သရီမထွေးရသရီမထွေးရဆိုပြီးတော့ရေးထားတာတွေ့ရပါတယ်အခုမြန်မာဆိုင်လေးကိုဝင်ပါတော့မယ်အိမ်ဟင်းအိမ်မေအရန်လွမ်းနေပါတော့ဒီမှာကလေးလွမ်းနေပြီပြန်ကြပို့တော့ ထိုင်ပါလိုက်ပို့တော့လော